ဒီဟာစီးပွားရေးလုပ်ငန်းရှင်တယောက်ဒါမှမဟုတ်ရင် trading business ကိုလုပ်ကိုင်နေသူလား entrepreneur တယောက်လားဒီသည့်လုပ်ငန်းမျိုးကိုမဆိုလုပ်ကိုင်နေသူဖြစ်ပါစေ global opportunity ရဖို့ဆိုရင် UAE ကိုသည့်လုပ်ငန်းချဲ့ထွင်ဖို့နိုင်ငံတစ်ခုအဖြစ်ဒေသလေးစဉ်းစားသင့်ပါတယ်ဒါကြောင့် flexible ဖြစ်ပြီး legal structure အမျိုးမျိုးကိုပြီးချဲ့လို့ရပါတယ် UAE ရဲ့ tax system ဟာတကယ်ရှင်းလင်းပြီး trustworthy ဖြစ်ပါတယ်အခြားနိုင်ငံတွေနဲ့ရှင်းကြည့်မယ်ဆိုရင်စင်ကာပူ19%ခိုင်နှုန်းထိုင်းလန်20%ခိုင်နှုန်းဟောင်ကောင်17.5%ခိုင်နှုန်းချိုင်းနာ25%ခိုင်နှုန်းတီတီပေးဆောင်ရပေမဲ့ UAE က2023မှာစပြီး corporate tax 9% နဲ့ပေးဆောင်ရမှာဖြစ်ပါတယ်။ဒီလုပ်ငန်းအမြက်က received profit USD 3သိန်းထက်ပိုမှသာပေးဆောင်ရမှာဖြစ်ပါတယ်။ This business က small လား medium လားအစပိုင်းမှာဆိုရင် corporate tax ပေးဆောင်ရဖို့မလိုအပ်ပါဘူး။နောက်ပိုင်းဒီလုပ်ငန်းအမြတ်ရှိလာမှ 9% ပေးဆောင်ဖို့စဉ်းစားရမှာဖြစ်ပါတယ်။အဲ့ဒါတွေအပြင် UAE business setup မှာအခြားအရေးကြီးတဲ့အပါချက်တွေကတော့100% foreign ownership ရရှိခြင်း international banking system တည်ငြိမ်မှုရှိခြင်း currency exchange လွယ်ကူမှုရှိခြင်းနှစ်စာ investor visa နဲ့ UAE မှာနေထိုင်ခွင့်ရရှိခြင်း remote operation နဲ့ flexible lifestyle ရှိနေခြင်းတို့ကတကယ်ပဲတဲ့လုပ်ငန်းကို global market ကိုချဲ့ထွင်ဖို့အတွက်အခွင့်အရေးတစ်ခုပါတဲ့လုပ်ငန်းကို cost efficient နဲ့ professional setup လုပ်ဖို့အတွက်ကျမတို့ global gateway မှာအစားဆုံးလုပ်ဆောင်ပေးဖို့အတွက်အဆင်သင့်ရှိနေပါတယ်ရှင်အခုပဲကျမတို့ဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်ရှင်